မင်္ဂလာပါကျွန်တော်ဒီနေ့ဒီ message လေးကိုပြန်ပြီးတော့ဖြည့်ပေးမယ်เนาะအဲ့တော့သူကအနောက်မှာ၄ရဲ့အနောက်မှာဒီ th လေးကအပေါ်ဖက်ကို data လေးကိုလူချင်နေတာပေါ့เนาะအဲ့ဒါ Microsoft မှာ subscribe နဲ့ superscribe ဆိုပြီးတော့ edit text option လေးတစ်ခုရှိတယ်အဲ့ဒါကိုသွားမယ်ကျွန်တော် ပထမဆုံး Microsoft ကိုဖွင့်မယ်ပြီးတော့ကျွန်တော် blank document ယူမယ်เนาะပြီးတော့ကျွန်တော်ထည့်သားမြင်သာရှိအောင် file size ကိုသုံးဆက်ထားလိုက်မယ်เนาะဆက်ပြီးတော့ရေးမယ်ကျွန်တော် font ဆိုတော့ st အဲ့လိုမျိုးရေးမယ်ပြီးတော့ဒီနေရာမှာကျွန်တော်တို့က space bar လေးတစ်ချက်ပုတ်လိုက်တာနဲ့သူကအလိုလျောက်အပေါ်ကိုတင်သွားတယ်တကယ်လို့မတင်ဘူးဆိုရင်ကျွန်တော်ဒီလိုကိုတင်ပေးလို့ရတဲ့နေတွေရှိရင်เนาะအဲ့တော့ကျွန်တော်ဒီမှာရေးပြမယ်indicator so အမှန်တိုင်းဆိုတော့ကျွန်တော်က3ဆိုရင် RD ပေါ့เนาะဒီမှာ indi ဆိုပြီးတော့ကျွန်တော်ရရင်စာလုံးပေါင်းမှန်းနေတဲ့အတွက်ကအပေါ်ကိုမတင်ဘူးတကယ်လို့ကျွန်တော်ကအဲ့ဒါကိုအပေါ်ကိုတင်ချင်တယ်ဆိုရင်ဒီ a နဲ့ d ကို select ပေးမယ် select ပြီးတော့ဒီ font group ထဲကနေပြီးတော့ကျွန်တော်ဒီမှာ superscribe ကိုနှိပ်ပလိုက်ယူပဲเนาะကျွန်တော်ဒါလေးကိုတစ်ချက်နှိပ်ပလိုက်ယူမယ်ဒါ second အဲ့လိုလျောက်ပြောင်းလဲဆိုရင်အဲ့တော့3 RD ဒီမှာဆိုရင်သူကအလိုလျောက်ပြောင်းသွားလိမ့်မယ်ကျွန်တော် space bar လေးတစ်ချက်ပုံလိုက်ရင်ပြောင်းပြီဟုတ်ပြီ4ဆိုရင် th ပေါ့เนาะပြီးတော့ space bar လေးတစ်ချက်ပုံလိုက်တယ်နဲ့သူကအလိုလျောက်ပုံကိုတင်သွားပြီတကယ်လို့အပေါ်ကိုမတက်ဘူးဆိုရင်ကျွန်တော်ကအဲ့ဒါလေးကို select ပေးပြီးတော့ကျွန်တော်ဒီမှာ superscript ကိုတစ်ချက်နှိပ်ပေးရပဲเนาะဒါဆိုရင်အဆင်ပြေပြီ